ကျွန်မအိုက်ကိုရဲ့အိုက်ရအိုင်အိမ်နောက်ဖေးလမ်းကြားထဲမှာထွေပဲပြစ်ငှက်ပဲပြစ်ပဇင်းပဲဖမ်းအဲ့ရကွက်ထမှာတော့ဆော့လိုက်တိုင်းအိမ်တအိမ်စီအဲ့အိမ်ကလာသမျှကလေးထမင်းကျွေးတာတကယ်ဒန်သလုံးလေးနဲ့ခင်းကြီးဒီချက်ထမင်းတွေပူလောင်နဲ့ခင်းကြီးဒီရေကြဲချက်ပြီးပြန်ဆိုတုံထည့်ပြီးလိုက်ဘလာအဲ့လိုစားရတဲ့အိမ်တအိမ်စီရဲ့အဲ့အိမ်နဲ့တော့တရက်ကြာတယ်မဲ့ဒါအဲ့ရကွက်ထမှာလေတာခေါနဲ့အကိုတရားစီရဲ့နာမည်တော့မပြောတော့အကိုဒီကလည်းညိုခွာညိုအဲ့နဲ့ဟာလာတယ်တမင်းပါရအောင်နဲ့အဲ့ဒီသားညုံရလာမဟဲ့တိုက်ရအောင်နဲ့စမ်းညုံရတော့နေကိုကန့်နဲ့တိုက်တာလေလာတယ်စားမယ်လို့ပြောတော့ရအချင်းကအေးပြလေကလထိုင်မတော့ထိုင်တန်းရခုံကြီးမှာတန်းရခုံဆိုတာတသားတန်းရခုံလို့ထိုင်ရောထိုင်ချင်မယ်မဲ့ဘယ်တော့မှမစားကြရလဲကြက်တွေကိုကြီးလိုက်တာတန်းမှာကြက်တွေကညအိတ်ချိန်ညနေဆောင်ဆိုညအိတ်ချိန်ဆိုကြက်တွေကလွတ်ထိုင်ရောအီးပါချကဲအီးရပါချိုက်ဆိုတည့်ဒီတန်းမို့ပတ်ခနဲ့ကြာတာချက်ကြီးယွန်တက်တာသွားခေါ်မျက်လုံးပြူယွန်လို့အဲ့လိုယွန်တာအဲ့ယွန်နဲ့ဆိုဘာလုပ်လိုက်လဲဆိုဒီမဲ့ထိုင်းနေနားမှာကြက်ကြီးရပါချပတ်ခနဲ့ဆိုအဲ့လိုမျိုးကြာတာပြုတ်ပြဲပတ်ခနဲ့အဲ့တန်းမို့လက်ရမ်းမို့ပါချလိုက်ဆိုမှတော့အဲ့လိုဖြစ်တော့ပြန်ဒီမဲ့ဖြာသာကြီးနော်အဲ့ကကြဲမှာခင်းထားတဲ့ဖြာကြီးရှိရယ်ကွယ်ဖြာတည့်မလားဖြာချမ်းကြီးအဲ့ဒါကိုဖြာဆောက်တောက်နဲ့ကလန့်ပြီးဂျွတ်ဆိုချိုးပြီးအငါလူမစားသေးဘဲနဲ့လက်သေးပြီးတော့တမင်းခုနေလို့ရှိလို့သူ့ငါအကဲကြည့်နေစင်ဘာလုပ်လဲဆိုတော့ချက်စီကိုကလော်တာနော်ဒီမဲ့ချက်စီကိုတော့အဲ့လိုကလော်နော်ဒီမဲ့ဘာလဲကလော်ကြာသားနဲ့တက်ကလာအဲ့ချက်ချီပါလဲစားချက်ချီပြကလေးပဲတက်ကနဲ့ကလေးရောတော့အယူတက်ကကဲကျမပြတ်သွားမြင်တာငါလောက်ကြပြီတော့ပြီးတောက်တော့ပြတ်သွားမန်တက်အဲ့လိုပြတာလာကြည့်ချင်သလားတက်စလို့လက်နဲ့တော့ရမလဲမဟုတ်ဖြာသားနဲ့ပြန်ရက်ချမှာလည်းမဟုတ်ဘူးဘယ်လိုသွားကြည့်လဲစတဲ့ကုံဝင်အောင်မယ်ကွယ်လက်နဲ့ရက်ချမှာလားဖြာနဲ့ပြန်ချစ်ချမှာချာမလိုက်ချီးနေပါဘယ်လိုကြည့်မှဆိုရင်လဲသူလေကဘာပြတ်သွားဟာလူမျိုးအရင်ကတနာကလေးတော့တနာကောင်မနေပါမသိဘူးကွယ်အဲ့စမလေးယူချင်တော့ကူးတော့ကိုပြကိုမကိုပြကတော့ဘာတုံးနေလို့သူပြန်ဝါလဲပြီးတော့သူကဟဲ့တို့ကမျက်နှာလွှဲနေရပေါ့ပြီးတော့ဒီမဲ့လူမျိုးကြီးအများကြီးလွှဲဒီလက်ရန်ကြီးကိုလာတုံနေလေတောင်းကလာရဲ့ရုပ်ကြောင်မလားကလာလေးပြီးတက်လို့ဘလို့ပါကတယ်ဒီအဲ့လိုမျိုးကလာချက်နေတာအဲ့ကလာမှုကျွမ်းစင်မှုအဲ့ဒုက္ခလည်းရာသီဥတုပဲပါဒီစားစီလို့တဲ့ဟုတ်တယ်